ချူဖုံးရဲ့လေတံကအနှဲငယ်ဝင်ပြပြီးအကွဲလို့နေခဲ့ရရှာတယ်ဗျာတပိတော့ကြောင့်ဆရာကြီးမှာပြဿနာတွေကိုဖြစ်ရပါပြီလာပြန်ပြီအဲ့ဒီလျှောက်ပြောနေတဲ့စကားမတီတာတွေကိုရက်စမ်းကျွန်တော်ကတန့်ကွက်လိုက်ရင်ဝေါဝန်သားတုံးကြီးတုံးကိုသူ့ရဲ့ပကံလုံးနဲ့ခက်သွက်သွက်ထည့်ပေးလိုက်ပါတယ်ကိုတပည့်ကိုမကကွယ်ရင်ဘသူကလာကကွယ်ပေးမှလဲဗျာချူဖုံးတယောက်ဆရာကြီးရဲ့ဂယုဆိုင်မှုကိုခံလိုက်ရတဲ့အခါလဲချောင်းကြီးတဆူသွားပြီးရဲတက်လာတဲ့သူ့ရဲ့မျက်လုံးအစုံကိုဖုံးကွယ်ဖို့အတွက်ပကံလုံးနဲ့ခေါင်းဆိုင်ပြီးထမင်းကိုပဲတရက်ဆက်ကုန်းစားနေတော့တာပေါ့အတော်ကြာမှသူကအတန်ခတ်တိုးတိုးနဲ့ဆရာကြီးတပည့်တော်ဒီလောက်အထိကျင့်စဉ်တွေအရှိန်ဟုန်နဲ့မြက်မြက်ဆက်ဆန်တက်လန်းနေတာအခြေခံအုပ်မြင့်မခိုင်မှာပဲကျင့်စဉ်ဖောက်ပြန်ပြီးသွေးအန်တာမျိုးဖြစ်မသွားနိုင်ဘူးလားဗျာလို့စိုးရိမ်တကြီးမေးလာခဲ့တယ်မင်းမှာအနိဗ္ဗာန်မိုးကျိုးခန္ဓာနဲ့မိုးကျိုးတန်မဏိခန္ဓာပါရမီနှစ်ခုစလုံးရှိနေတာပဲဥစ္စာမင်းစိတ်ကြိုက်တာလှုပ်ဆန်းပါကွာကျွန်တော်ကပါဇက်မှာစီဦးတွေပေးချင်နေရင်းနဲ့ပဲလက်ကိုဝေယမ်းပြီးပြောလိုက်တဲ့ဒါနဲ့ဒီအတိုင်းကျင့်စဉ်ကြီးပဲတက်နေတော့ကောဘာထူးမှလဲနောက်ရက်ကြရင်မင်းကိုအဲ့ဒီကောင်တွေရဲ့ဂိုင်းချုပ်အတိုက်မြုံစီခေါ်သွားပြီးလက်သွေးဖို့အတွက်လေ့ကျင့်ခံပေးရအောင်မယ်စကားပြောရင်းနဲ့ပဲကျွန်တော်ကကိုးရောင်ချဲကဘာဦးဝိညာဉ်တစ်တီးခါကြီးကိုဆွဲထုတ်လိုက်ပြီးပန်းသီးတစ်လုံးလိုမျိုးသူ့ပါဇက်ထဲအတင်းထိုးထည့်ပေးလိုက်တာပေါ့ချူဖုံးခများအရင်တုန်းကလိုညင်းပယ်ဖို့စူးစမ်းသေးပေမဲ့ကျွန်တော်ကသူ့လက်ကိုတွန်းဖယ်လိုက်ပြီးဒါကိုအချိုပွဲဖြစ်ပဲစားလိုက်စမ်းပါဒီလိုပစ္စည်းမျိုးကငါအတွက်တော့တရုတ်ဖြူကအရက်ပြင်းတစ်ခွက်လောက်တောင်အာနိသင်မရှိဘူးဟဲ့လို့ပေါ့ပပပဲပြောပြလိုက်တယ်ထမင်းစားတော့ပြီးတဲ့နောက်မှာတော့ထူးဆန်းတာကစူရောက်ဆိုတဲ့အဲ့ဒီကောင်မလေးဟာတက်တိတွေအရန်ကောင်းနေပြီးတောက်ခတ်ထားတဲ့ဓာတ်တစ်တာအခန်းတကားရှိမှဘာမဆိုဖြစ်စေတော့ဆိုတဲ့ပုံစံမျိုးနဲ့ဟိုခုံဒီခုံလုံးနေတာကြောင့်ချူဖုံးခများမျက်တောင်တွေပါတစ်ဆက်ဆက်တုန်ခါသွားရတော့တာပေါ့ကျွန်တော်ကတော့ပန်းမဲဆိုင်တကားဝမှာဇိမ်နဲ့လဲလျောင်းရင်းနေပူစားလုံးရင်းနဲ့ကိုတပည့်လေးတန်သူရိုက်ပြီးအလုရှုံနေတာကိုကြည့်ကဒီညနေကျရင်မြည်စမ်းဖို့အတွက်မြေရီရှက်ရီအမီးနှစ်ပွဲလောက်ပြင်ဆင်ရရင်ကောင်းမလားလို့ပျော်ပျော်ရွှင်ရွှင်ကြီးကြံစီနေမိတာဗျတီလင်းအစင်းမြင့်ပါရမီရှင်တပည့်လောင်းတယောက်ကိုရှာဖွေတွေ့ရှိပါသည်အင်ရှင်နေဖြင့်အခုချက်ချင်းလက်ခံပေးပါရန်စနစ်ရဲ့အတန်ကြီးကစိတ်ထဲမှာရုတ်တရက်ဝန်းကားနဲ့မြည်ဟိန်းသွားတာကြောင့်ကျွန်တော်လည်းလမ်းဖြတ်ပြီးစက်ခနဲတခုံမိတော့တာပေါ့လမ်းမပေါ်မှာလည်းလူတယောက်မှမရှိပါဘူးဘဲကတပည့်လဲလို့တွေးနေတော့ရုတ်တရက်ဆိုတယ်လို့ပဲကြောက်မက်ဖွယ်ကောင်းတဲ့ဘုံကားနဲ့အတန်ကြီးနဲ့အတူဖုံမုံတွေလေထဲမှာဝန်းကားနဲ့လွတ်ပြန်သွားပြီးပန်းမဲဆိုင်ချမ်းဝင်းအလဲမှာအေယာမတွင်းကြီးတွင်ဖြစ်သွားတာကိုကျွန်တော်စွန့်ပြီးစိုက်ကြည့်နေမိတော့တယ်အဲ့ဒီတွင်းကြီးရဲ့အောက်ခြေမှာတော့တကူလုံးတွေးချင်းချင်းနေပြီးတွေးကြောက်ရွံ့လိုမျိုးဖြစ်နေတဲ့မိန်းကလေးတယောက်လဲလျောင်းနေတာဗျာကျွန်တော်စိတ်ထဲကနေမရက်မနာညှဉ်းညူမိတော့တယ်ဒီစနစ်ရဲ့ပါဆယ်ပို့တဲ့စနစ်ကလည်းတကယ်ကိုအကျမ်းပါတန်းကြီးပါလားကွာလေထီးနဲ့အလွတ်ချပေးလိုက်တယ်လို့ပဲအဲ့ဒီမိန်းကလေးဟာအာယူပြီးခေါင်းကိုမော့ကြည့်လိုက်တဲ့အချိန်မှာတော့တွင်းဝမှာဝိုင်းအောင်ပြီးစိုက်ကြည့်နေတဲ့ကျွန်တော်တို့၃ယောက်ကိုမြင်သွားတာပေါ့သူမကကြပြကြရနဲ့ကျိုးပဲနေတဲ့ဓာတ်မြက်တစ်စင်းကိုဆွဲထုတ်လိုက်ပါတယ်မတ်တက်တောင်ကောင်းကောင်းမရက်နိုင်ရှာပေမဲ့သူမရဲ့မျက်လုံးအစုံကတော့အသက်ဘေးကြုံနေရတဲ့ကြားတစ်ပေါက်လေးတစ်ကောင်လိုမျိုးပြင်းထန်လာတဲ့ရန်လိုမှုတွေအပြည့်ဖြစ်နေကြတာဗျနင်တို့ဘာလို့မလို့လဲချူဖုံးကဆရာကြီးဒီမိန်းကလေးကအရန်အားနေနေပြီးဘယ်အချိန်မဆိုလဲပြိုသွားနိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်ဗျာဆရာကြီးသူမအတွက်ရေတစ်ခွက်လောက်တိုက်လိုက်ရင်ကောင်းမလားလို့လှမ်းမေးတယ်ကျွန်တော်လဲစူရောက်ကိုချက်ချင်းမျက်ရည်ပြလိုက်ပြီးရောက်သွားပြီးသူမကိုတွဲခေါ်ခဲ့လိုက်စမ်းပါလို့ခိုင်းလိုက်တာပေါ့စူရောက်ကလည်းသဘောပေါက်တဲ့ပုံစံနဲ့တွင်းထဲကိုချက်ချင်းခုန်ဆင်းသွားပြီးအဲ့ဒီမိန်းကလေးကိုလက်တစ်ဖက်ထဲနဲ့မတင်ပြီးတွဲခေါ်လာခဲ့ပါတော့တယ်အဲ့ဒီအခါမိန်းကလေးရဲ့မျက်တူငယ်အိမ်တွေကျုံဝင်သွားပြီးကျွန်တော်ကိုထူးဆန်းတဲ့မျက်နှာပေးကြီးနဲ့စိုက်ကြည့်နေမိတော့တာပဲကြည်ရတာသူမအနေနဲ့ကျင့်စဉ်စွမ်းအားဝိညာဉ်အရှိန်ဝါလုံးဝမရှိတဲ့ပန်းမဲသမားတစ်ယောက်ကဘလို့လုပ်ပြီးဒီလောက်အထိအမိတ်ပေးတံပြတ်သားနေရတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေတာထင်ပါရဲ့ကဲမျက်နှာကြီးကိုတင်းမထားပါနဲ့လာထိုင်စမ်းပါကျွန်တော်ကအိမ်နီးနားချင်းကောင်းတစ်ယောက်လိုမျိုးခက်ပြုံးပြုံးမျက်နှာပေးနဲ့တန်ကလတ်ထိုင်တစ်လုံးကိုအသာလေးဆွဲပေးလိုက်မိတယ်မူရွှဲလို့အမိရတဲ့အဲ့ဒီမိန်းကလေးဟာခဏလောက်တုံဆိုင်နေပြီးမှကျေးဇူးတင်ပါတယ်လို့ခတ်တိုးတိုးပြောရှာတဲ့ဒါပေမဲ့သူမရဲ့လက်ကတော့ကျိုးပဲ့နေတဲ့ဓာတ်မြက်ကြီးကိုပို့ပြီးကြစ်ကြစ်ပါအောင်စုပ်ကင်ထားတော့မယ်ဗျာတကယ်ကိုထူးခြားလာတဲ့သတိဝီရိယမျိုးနဲ့ပေါ့ချူဖုံးကရေတစ်ခွက်ယူလာပေးတဲ့အခါမှာလဲမူရွှဲဟာအကွဲနေတဲ့ရေနွေးချမ်းပကံလုံးကိုလှမ်းယူလိုက်ပေမဲ့လက်စစ်တွေဖြူလျော်သွားတဲ့အထိတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရုံကလွဲလို့ရေတစ်စက်တောင်မတောက်ခဲ့ပါဘူးကျွန်တော်လဲစိတ်ထဲကနေတဟားဟာရေမောမိတော့တာပေါ့ဒီကောင်မလေးကတကယ်ကိုသတိကြီးတာပဲဗျာကျွန်တော်ကသူမကိုနောက်ပြောင်တဲ့လေတံမျိုးနဲ့မိန်းကလေးမင်းကဘလို့လုပ်ပြီးကောင်းကင်ဘော်ကနေဒုံးကနဲ့ပြုတ်ကျလာရတာလဲဗျာလို့မေးလိုက်တယ်မူရွှဲကနှာခေါင်းရှုံပြီးအေးဆက်ဆက်လေတံနဲ့ကျမကိုယ့်ရဲ့ဂိုင်းတူညီအကိုတွေရဲ့ခြုံကိုတိုက်ခိုက်မှုကိုခံလိုက်ရလို့ပါလို့ပြန်ဖြေပါတယ်ကျွန်တော်ကပတ်ဝန်းကျင်ကိုဟိုဒီလိုက်ကြည့်ဟန်ဆောင်လိုက်တဲ့အခါသူမကမကြည့်ပါနဲ့တော့ကျမနောက်ကိုလိုက်နေတဲ့လူတွေကအခုဆိုရင်မိုင်းတရာမကဝေးတဲ့အရက်ကိုရောက်နေတော့ပြီလို့ပြက်ပြက်တသားပြောတော့တာပဲအကြောင်းစုံကိုစုံစမ်းကြည့်လိုက်တော့မှဒီမိန်းကလေးရဲ့နာမည်ကမူရွှဲဖြစ်ပြီးမူလကချင်းရွန်ထားခိုင်းရဲ့ဂုံယူရဆုံးထိတ်တန်းပါရမီရှင်အကျော်မော်မိန်းကလေးတယောက်ဖြစ်ခဲ့တာဗျဒါပေမဲ့အဲ့ဒီခိုင်းရဲ့ခိုင်းချုပ်သမီးကပြင်ပလူတွေနဲ့လျှို့ဝှက်ပူပေါင်းပြီးမူရွှဲရဲ့ကိုယ်ထဲမှာရှိတဲ့မွေးရပါဓာယိုတွင်းချင်းစီပါရမီကိုအတင်းအကျပ်အစိမ်းလိုက်ထုတ်ယူသွားခဲ့တာပေါ့ပြီးတော့သူမကိုအစနမကြံချင်းမုန်းဖြစ်ဖို့အတွက်လူတွေကိုပါလွတ်ပြီးလိုက်လံတက်ဖြတ်ခိုင်းခဲ့တာဗျဒီတစ်ချိန်မှာတော့သူမဟာအသက်လူပြီးအသေးအတန်ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ဒဏ်ရာတွေပြင်းထန်လွန်းတာကြောင့်ကျင့်စဉ်စွမ်းအားတွေလုံးဝကုန်ခန်းသွားပြီးကောင်းကင်ဘော်ကနေပန်းမဲဆိုင်ခြံဝင်းထဲကိုတက်တက်ကြီးဒုံးကနေပြုတ်ကျလာခဲ့ရတာပါပဲတော့ကျင့်စဉ်လောကကြီးကတကယ်ကိုအမှောင်ထုကြီးပါလားကွာကျွန်တော်လဲစိတ်ထဲကနေတက်ပြင်းတခြားခြားနဲ့ချိန်ဆမိတော့တာပေါ့ဒါနဲ့လဲဟုတ်သားပဲစနစ် system ကဒီကောင်မလေးရဲ့ဘိုးဘွားပြီးပင်18ဆက်ကြောင်းကိုငါစီအကုန်ပို့ပေးထားပြီးပြီပဲဥစ္စာဒါနဲ့မိန်းကလေးမူငါရဲ့တပည့်အဖြစ်ခံယူမလားဗျာစိတ်လိုက်မှန်မှဖြစ်သွားတဲ့အခိုက်အတန့်မှာပဲကျွန်တော်ဟာချွေးတုပ်ဖို့တုံးနေတဲ့စုပ်ပြက်နေတဲ့အဝတ်စုပ်ကြီးကိုဘုံကနဲ့လွှင့်ပစ်လိုက်တာကြောင့်ဘေးနားကချူဖုံးခများလမ်းပြန်သွားပြီးကင်ထားတဲ့ရေနွေးကက်စလင်းအိုးကြီးကိုမြေကြီးပေါ်လွတ်ကျသွားရတော့တာဗျာစူရောက်ရဲ့မျက်လုံးတွေကတော့ဝင်းကနေတောက်ပသွားခဲ့ပါပြီဟေး
နောက်ဆုံးတော့ငါမှာဂျူနီယာညီမလေးတယောက်ရတော့မယ်ဟဲ့ဒါပေမဲ့မူရွှဲကတော့အကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားပြီးကျွန်တော်ကိုမယုံနိုင်တယ်လို့မျိုးစိုက်ကြည့်လာတယ်ရှင်ကျမရဲ့မျိုးရိုးနာမည်ကမူဆိုတာဘယ်လိုလုပ်ပြီးသိနေရတာလဲဒါတွေထားလိုက်စမ်းပါကွာမင်းငါရဲ့တပည့်လုံးမလားမလုပ်ဘူးလားအဲ့ဒါပဲပြောကျွန်တော်ကခက်ပြုံးပြုံးမျက်နှာပေးနဲ့ထပ်မှန်မိလိုက်တာပေါ့မူရွှဲရဲ့လက်သေးတွေဟာမိမိရဲ့အသားထဲအထိနက်နက်ရှိုင်းရှိုင်းနှုတ်ဝင်သွားတာကိုကျွန်တော်လှမ်းမြင်လိုက်ရတယ်ကြည်ရတာသူမအနေနဲ့ကျင့်စဉ်စွမ်းအားမရှိတဲ့ရိုးရိုးပန်းပဲသမားတစ်ယောက်ကမိမိရဲ့အနောက်ခံသမိုင်းကြောင်းတွေကိုဘယ်လိုလုပ်အကုန်သိနေရတာလဲဆိုတာကိုလုံးဝကိုစဉ်းစားလို့မရဖြစ်နေတာထင်ပါရဲ့အဲ့ဒီအချိန်မှာပဲအခြေခံအုတ်မြစ်တိဆောက်ခြင်းအဆင့်ရောက်နေတဲ့တပည့်ကြီးချူဖုံးကလည်းဆရာကြီးကိုအားရပါရပြုစုလုပ်ကျွေးနေရတာတကယ်ကိုဂုဏ်ယူစရာပဲမဟုတ်လားဗျာဆရာကြီးကိုပြုစုလုပ်ကျွေးရတာတကယ်ကိုဂုဏ်ယူစရာကြီးဗျအားကျဆရာကြီးချူဖုံးကဆက်ဖြဲဖြဲမျက်နှာပေးနဲ့ချက်ချင်းပဲဘေးကနေဝင်ထောက်ခံလိုက်တာကြောင့်သူ့ရဲ့ထက်သန်လာတဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်တကယ်ကိုသဘောကျသွားမိတယ်နောက်ဆုံးမှာတော့မူရွှဲဟာခေါင်းကိုတဖြည်းဖြည်းချင်းညှိလိုက်ပါတော့တယ်ကြည်ရတာသူမအနေနဲ့ငါမှလည်းမွေးရပါဓာယိုတွင်းချင်းစီလဲအလူခံလိုက်ရပြီးအသက်ကလည်းအဖိုးမတန်တော့တဲ့ဘဝပဲဥစ္စာဘသူစီမှာပဲတပည့်ဖြစ်ဖြစ်ဘာထူးတော့မှလဲလို့စိတ်လျှော့လိုက်တဲ့ပုံစံပါပဲကဲဒီနေ့ကစပြီးမင်းကကျွန်တော်ကပြုံးစီစီနဲ့လှမ်းမိတ်ဆက်ပေးလိုက်တယ်ဟောတာကမင်းရဲ့ခေါင်းတူအမကြီးစုရောက်နဲ့ဂိုင်းတူအကိုလက်ချူဖုံးလို့ပဲဖြစ်တယ်ဗျာမူရွှဲဟာရိုရိုတေတေနဲ့ပဲတပည့်ခံပွဲအခမ်းအနားကိုလှုပ်ဆောင်လိုက်ပါတယ်ဒါပေမဲ့သူမခေါင်းမော်ပြီးစုရောက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့လုံးဝကိုစွန့်ဦးကြောင်ကြောင်ကြီးဖြစ်သွားရတော့တာပေါ့ဒီလောက်ထိသေးငယ်လာတဲ့ကောင်မလေးကအမကြီးဖြစ်နေရတယ်လို့ဗျာမင်္ဂလာပါနော်စုရောက်ကလက်နှစ်ဖက်ကိုအနောက်မှာပစ်ထားပြီးလူကြီးလူကောင်းပုံစံမျိုးနဲ့အောက်ခြေလွတ်အောင်လေတံဖမ်းလိုက်တာကြောင့်သူမရဲ့ချစ်ဆက်ပွဲပုံစံလေးကိုကြည့်ပြီးကျွန်တော်တို့အားလုံးတဟားဟာရေမောမိကြတော့တယ်ဗျာကျင့်စဉ်လောကမှာတော့အသက်အရွယ်ထက်စွမ်းအားကသာအဓိကပဲမဟုတ်လားအသက်ကြီးတာငယ်တာဘသူကဂရုစိုက်နေမှာလဲကျွန်တော်လဲစုရောက်ကိုမူရွှဲကိုခေါ်သွားပြီးမျက်နှာတစ်တန့်ရှင်းရေးလုပ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်စကားလဲစုံရောစုရောက်ဆိုတဲ့အဲ့ဒီကောင်မလေးဟာအယုတ်တစ်တရုတ်ရသွားတဲ့ကလေးတစ်ယောက်လိုမျိုးမျက်လုံးတွေတောက်တောက်ပြောင်ပြောင်နဲ့မူရွှဲကိုအိမ်ထဲကိုအတင်းအကျပ်ဆွဲခေါ်သွားပါတော့တယ်တီလင်းအိမ်ရှင်ကြီးခင်များဂုံယူဝမ်းမြောက်ပါသည်အခုဆိုရင်တပည့်၃ယောက်စလုံးကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါသည်စုလက်အနေဖြင့်လျှို့ဝှက်စုလက်ပုံကြီးကိုချီးမြှင့်လိုက်ပါပြီဗျာတစ်ဖြက်စီး၍မရတော့ဝါစီရစိန်ခန္ဓာစွမ်းအားသည်ထာဝရမတည်ဆုံးနိုင်တော့ကဘာဦးယုံရင်စံခတ်ခန္ဓာအဖြစ်သို့အစင်းမြင့်တက်လန်းသွားပါပြီနှစ်ပကတိအကျွမ်းမဲ့ကာကွယ်ရေးစွမ်းရည်ကိုအောင်မြင်စွာဖွင့်လှစ်လိုက်ပါပြီသုံးတပိမူရွှဲသည်အနိဗ္ဗာန်ကိုဆင့်ပြန်လဲခြင်းဓာယိုတွင်းခြင်းစီပါရမီကိုရရှိသွားပြီကောင်းကင်ဘုံကိုစန့်ကျင်သောလှုပ်ဝက်တိုက်ခွက်တစ်ခုဖြစ်သည့်စုတ်ခွာဆန်းစွမ်းရည်ကိုရရှိသွားပါပြီကျွန်တော်လဲစနစ်ရဲ့ရွှေရောင်တလက်လက်တောက်နေတဲ့ပန်နယ်ပုတ်ကြီးကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်မိတယ်ထာဝရမတည်ဆုံးနိုင်တဲ့ကဘာဦးယုံရင်စံခတ်ခန္ဓာဆိုတာကြီးကတော့ကြားရတာတကယ်ကိုအထင်ကြီးစရာပဲဗျာဒါပေမဲ့ပကတိအကျွမ်းမဲ့ကာကွယ်ရေးစွမ်းရည်ဆိုတာကြီးကတော့တိတ်ပြီးအရှိန်အဝါမရှိလာဘူးကျွန်တော်လဲစိတ်ထဲကနေပကတိအကျွမ်းမဲ့ကာကွယ်ရေးစွမ်းရည်ဖွင့်ဆိုင်လို့တိတ်တဆိတ်ရွတ်ဆိုကြည့်လိုက်မိတယ်ဒါပေမဲ့မတ်လေးပြကိုပေါ်မှာဘာဝိညာဉ်အရှိန်ဝါမှလည်းပေါ်မလာဘူးဘာမှမဖြစ်ခဲ့တယ်လို့မျိုးလုံးဝကြီးကိုငြိမ့်သက်နေတာဒီပစ္စည်းစုပ်ကအတူကြီးများလားမသိဘူးလို့တွေးနေတော့တီလင်းပကတိအကျွမ်းမဲ့ကာကွယ်ရေးစွမ်းရည်ဆိုဒီမှာအလိုလျောက်အလုပ်လုပ်သောစွမ်းရည်ဖြစ်ပါသည်မြည်သည့်စွမ်းရည်မှာထုတ်လို့ရန်ဘလို့ပါလောကကြီး၏မြည်သည့်စီမင်းဥပဒေသားကိုမဆိုလစ်လူရှုနိုင်ပြီးရရှိလာမည့်တန်ရာအလုံးကိုကာကွယ်ပေးနိုင်ုံသာမကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအလုံးကို100%ပြန်လည်ထိန်းကန်ပေးမိစွမ်းရည်ဖြစ်ပါသည်အိုးကြည့်ရတာတော့တကယ်ကိုမိုက်မိုက်ကန်ကန်ပဲဗျာဒါဆိုရင်ငါရဲ့တပည့်မလေးမူရွှဲရသွားတဲ့စုတ်ခွာဆန်းဆိုတာကြီးကောပါလေဟာတန်ရှင်းရေးလုပ်ပြီးတက်ရက်သွားတဲ့မူရွှဲဟာအခန်းတကားကိုတွန်းဖွင့်ပြီးအပြင်ကိုရှောက်ထွက်လာတာကိုလှမ်းမြင်လိုက်ရပါတယ်စောစောကတကိုယ်လုံးတွေးချင်းချင်းနေတဲ့ကောင်မလေးဟာအခုတော့ကြမ်းတမ်းတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပေမဲ့လည်းသူမရဲ့အေးဆက်ဆက်နဲ့မောက်မာလာတဲ့အရှိန်အဝါကိုတော့လုံးဝဖုံးကွယ်လို့မရနိုင်ခဲ့ပါဘူးဗျာသူမခြံဝင်းထဲမှာရက်နေတဲ့ပုံစံကရွေးပြားနေတဲ့ရေခဲတောင်ကြီးတတောင်လိုမျိုးဖြစ်နေပြီးခြံဝင်းတစ်ခုလုံးရဲ့အပူချိန်ဟာလည်းအလိုလျောက်ဒီဂရီတော်များများချက်ချင်းထိုးဆင်းသွားတယ်လို့မျိုးချမ်းစိန်သွားရတော့တာပဲကျွန်တော်လည်းလူသစ်စိတ်သစ်ဖြစ်သွားတဲ့မူရွှဲကိုစိုက်ကြည့်ရင်ခက်ပြုံးပြုံးနဲ့ပဲလှမ်းမေးလိုက်မိတော့တယ်ဟောအားလုံးတက်ရှင်းလက်ဆက်သွားပြီပဲအခုခန္ဓာကိုယ်ထဲမှာဘလို့ခံစားရလဲမင်းကလေးငါအခုလေးတင်ပဲမင်းရဲ့ကိုယ်ထဲမှာကျိုးပဲ့သွားတဲ့ဒယိုရင်းချင်းစီပါရမီကိုအစ်စ်ပြန်ပြီးဆက်ပေးထားတယ်လေ